ဘဝမှာတခါတလေကိုယ်တွေကိုရှေ့မဆက်နိုင်အောင်ဆွဲထားတတ်တာဟာအတိတ်ကအရာတွေပါအဲ့ဒီအရာတွေကိုကြော်ဖြတ်ပြီးကိုယ့်ရဲ့အနာဂတ်မှာပို့ပြီးတောက်ပလာဖို့ radiant ဖြစ်လာဖို့ get ဆိုတဲ့စာလုံးကိုဘယ်လိုသုံးမလဲကြည့်ကြည့်ရအောင် get over ကိုနာကျင်စေခဲ့တဲ့အမှားတွေ relationship တွေစိတ်ဆင်းရဲနာကျင်စရာခက်ခဲတဲ့အခြေအနေတစ်ခုကိုစိတ်ထဲကနေလုံးဝထုတ်ပြစ်လိုက်နိုင်တာကိုပြောချင်ရင် get over it လို့သုံးကြည့်ပါဒါဟာကြော်လွှားရုံတွေမဟုတ်ပဲအဲ့ဒီအရာကကိုယ့်အပေါ်လွှမ်းမိုးမှုလုံးဝမရှိတော့တဲ့ emotional freedom ကိုဆိုလိုတာဖြစ်ပါတယ်ဥပမာ it took him a long time to get over his breakup သူအချစ်ရေးအစင်မပြေဖြစ်ခဲ့တာလမ်းခွဲခဲ့တာကိုစိတ်ထဲကနေလုံးဝမေ့သွားဖို့ပြန်ပြီးအစင်ပြေသွားဖို့အချိန်တော်တော်ယူခဲ့ရတယ်ဒီလိုမျိုးအတိတ်ကယုံထွက်နိုင်မှလည်းဘဝမှာ get ahead ဖြစ်လာမှာပေါ့နော်ဒါဟာသူများတွေထက်တာယုံမဟုတ်ပဲအရင်ကကိုယ့်ထက်ပိုကောင်းတဲ့ version တစ်ခုဖြစ်လာပြီးတော့ကိုယ့်ရဲ့ life goals တွေကိုလည်းချောချောမွေ့မွေ့ရောက်ရှိသွားတာမျိုးဖြစ်ပါတယ်ဥပမာ if you want to get ahead in life you need to keep learningမင်းဘဝမှာသူများထက်ရှေ့ရောက်ခြင်းနဲ့ဒါမှမဟုတ်တိုးတက်အောင်မြင်ခြင်းနဲ့ဆိုရင်အမြဲတမ်းလေ့လာနေဖို့လိုတယ်နောက်တစ်ခုကတော့ get through to someoneဒီနေရာမှာ through ဆိုတဲ့အတိုင်းတစ်ဖက်လူရဲ့ခေါင်းမာနေတဲ့နိုင်ငံကြီးကိုဖောက်ထွက်ပြီးတော့စိတ်ထဲရောက်သွားအောင်ပြောနိုင်တာကိုဆိုလိုတာဖြစ်ပါတယ်ဘလောက်ပြောနားမဝင်တဲ့သူတယောက်ကိုစီးယုံနိုင်တာမျိုးပါဥပမာ I finally got through to my brother about the importance of sleepငါမောင်ကိုအေးဝဝအိတ်ဖို့အရေးကြီးကြောင်းနောက်ဆုံးတော့ငါနားဝင်အောင်ပြောနိုင်ခဲ့ပြီဆိုလိုတာကသူ့မောင်ဟာအရင်ကနားမထောင်ပေမဲ့အခုတော့နားလည်သွားပြီနားထောင်သွားပြီဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်အနှစ်ချုပ်မှတ်မယ်ဆိုလို့ရှိရင် get over အတိတ်ကနာကျင်မှုတွေကိုကျော်ဖြတ်နိုင်တာ get ahead သူများထက်ရှေ့ရအောင်လုပ်တာ get through to တစ်ဖက်လူနားဝင်အောင်ပြောနိုင်တာဒီနေ့မျှဝေပေးမယ်သင်ခန်းစာလေးပြီးသွားပြီဆိုတော့ဒီနေ့ရဲ့ mind blowing quiz ကိုပြောပြပါမယ်ကျမတို့အတူကောက်သုံးနေတဲ့ဒီစာလုံးပေါ့နော် n% လို့ခေါ်တဲ့ဒီသင်္ကေတလေးဟာမူလကဘယ်လက်တင်စကားလုံးကနေဆင်းသက်လာတာပါလဲ a e t b and အဖြစ်မှန်ကို comment မှာရေးခဲ့ပေးပါအောင်နော်နောက်ထပ်သင်ခန်းစာတွေမှာထပ်ဆောင်ကြပါမယ် stay sharp bye bye